အားလုံးပဲမင်္ဂလာပါဗျာခေါင်းဆောင်မှုအဖွဲ့ဝင်များအားလုံးကိုဒီကနေ့ရှင်းလင်းတင်ပြမှုကနေလိုက်လဲစွာကြိုဆိုပါရစေကျွန်တော်ကတော့ executive coach တယောက်အနေနဲ့ Robert Greene ရဲ့နာမည်ကြီး The Laws of Human Nature ဆိုတဲ့စာအုပ်ထဲကအနစ်ချုပ်တီကိုအဖွဲ့အစည်းတွေမှာဘယ်လိုလက်တွေ့အသုံးချမလဲဆိုတာညဝဲတော်မှာပါလူသဘာဝရဲ့နည်းနည်းတဲ့နေရာမှာဒီကိုနားလည်ထားတာကခေါင်းဆောင်တွေအတွက်တကယ်ကိုအရေးကြီးတယ်လေကဲစကားချီမရှိတော့ဘဲဒီအချမ်းရတဲ့ကိုစပြီးလေ့လာကြည့်လိုက်ရအောင်ဗျာရုံတွင်းကအစစ်ကြောက်ဖြစ်စေတဲ့နိုင်ငံရေးကစားမှုတွေပြဿနာတွေကြုံလာရင်ကျွန်တော်တို့ဘလို့တုံ့ပြန်လေရှိလဲဒေါသထွက်မယ်စိတ်ချုပ်မယ်ပေါ့ဒါပေမဲ့တသနာပြနာရှင်အာသာရှော့ပင်ဟာဝယ်ရဲ့စကားလေးတစ်ခုကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်သူကလူတွေရဲ့ဆိုရတဲ့အပြစ်မှုတွေကိုတွေးရင်ဒေါသထွက်နေမယ့်အစားတွင်းထွက်ပစ္စည်းပညာရှင်တယောက်ကကြောက်တုံးလေးတွေကိုလေ့လာသလိုပဲခက်အေးလေ့လာပါတယ်ဆိုလိုတာကခေါင်းဆောင်တွေဟာစိတ်ခံစားချက်တွေကိုဘေးဖယ်ထားပြီးအဖွဲ့အစည်းတွင်းကအခြေအနေတွေကိုဆရာဝန်တယောက်လိုတီးတီးငီငီနဲ့ခွဲခြမ်းစစ်ဖျားဖို့လိုအပ်တယ်ဆိုတဲ့သဘောပါပဲဒီတော့ဒီကနေ့ကျွန်တော်တို့ဆွေးနွေးမယ့်အဓိကအကြောင်းအရာ၅ခုရှိပါတယ်နံပါတ်1ကရုံးတွင်းနိုင်ငံရေးရဲ့မျက်နှာဖုံးကိုခွာချခြင်း2ကကိုချင်းစာရီယာရဲ့အားသာချက်3ကလောက်ဖို့ကိုက်ဖက်တဲ့ရဲ့ခုခံကာကွယ်မှုတွေကိုဖြိုခွင်းခြင်း4ကလက်တွေ့ကျတဲ့အဖွဲ့အစည်းကိုတိစောက်ခြင်းနဲ့နောက်ဆုံး5ကတော့အစစ်အမှန်ခေါင်းဆောင်မှုအာဏာကိုရယူခြင်းတို့ပဲဖြစ်ပါတယ်ဒီအစီအစဉ်လေးကကျွန်တော်တို့ကိုစိတ်ပြအားငယ်မှုတွေကနေဖြူဟာမြောက်တဲ့လူမှုဆက်ဆံရေးစွမ်းအားတွေစီပြောင်းလဲပေးတော့မှအသေးချပါပဲအပိုင်းနဲ့ရုံးတွင်းလုပ်ငန်းစဉ်များရဲ့မျက်နှာဖုံးကိုခွာချခြင်းဒါကကျွန်တော်ရဲ့ပထမဆုံးခြေလှမ်းပါပဲနေ့စဉ်လုပ်ငန်းခွင်မှာအချို့လုံးဖို့ကိုင်းဖက်တွေရဲ့မန်းစားလို့မရတဲ့အဖြူမှုတွေကြောင့်စိတ်အနှောက်အယှက်ဖြစ်ရတယ်မလားဒါတွေကတကယ်တော့အစမ်းကြီးမဟုတ်ပါဘူးကြိုတင်ခန့်မှန်းလို့ရတဲ့လူတဘာဝနေရာမှာတွေသာဖြစ်ပါတယ်ပြီးတော့ဒါကပေါ့ရှင်းရှင်းလင်းပြတာနေလဲဆိုတော့လုပ်ငန်းဝင်ကလူတိုင်းဟာကိုယ့်အကျိုးစီးပွားတော့ကိုယ်စီးမျက်နှာဖုံးကြီးတက်ထားတတ်ကြတယ်ဆိုတာပါပဲဒါတဘာဝပါပဲဒါကြောင့်ခေါင်းဆောင်နေနဲ့လူတွေရဲ့စကားမဲ့အမူအရာတွေကိုဖတ်တတ်ဖို့ကတကယ်ကိုလိုအပ်ပါတယ်ဥပမာကြိုက်တယ်မကြိုက်ဘူးဆိုတဲ့အရေးအယောင်ဒီရမိုးချင်းနဲ့ဒါမှမဟုတ်အရှုံးပေးလိုက်တဲ့အမူအရာတွေပြီးတော့လေးစားနေသလားဆိုတဲ့လက္ခဏာတွေပေါ့ဒီအမူအရာတွေကိုတေးသေးချာချာနားလည်ထားမှသာနောက်ွယ်ကနေဖျက်ဆီးတတ်တဲ့အပြုတ်အမူတွေကိုကျွန်တော်တို့ကြိုတင်ကာကွယ်နိုင်မှာပါကဲအပိုင်းနဲ့ကိုချင်းစာတရားရှိတော်ခေါင်းဆောင်မှုရဲ့အားသာချက်ကိုဆက်ကြည့်ကြရအောင်ကိုချင်းစာတရားဆိုတာနဲ့လူတွေကတာမန်နူးညံ့တဲ့စွမ်းရည်တစ်ခုလို့ထင်တတ်ကြတယ်ဒါပေမဲ့ဒီနေရာမှာတော့အေးလို့မဟုတ်ဘူးဗျာဒါဟာလူတွေပေါ်ဗျူဟာမြောက်လွှမ်းမိုးနိုင်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေဖို့အလွန်ကိုအေးပါတဲ့လက်နက်တစ်ခုထင်လာပါတယ်ဒီချက်လေးကိုရှင်းကြည့်လိုက်အောင်ဗျာအလုံးအမဲကိုကျိုးကြည့်တာနဲ့ကိုချင်းစာတရားရှိတာဘာကွာလဲပေါ့လူများစုရဲ့တဘာဝကကိုကျိုးကိုသာကြည့်တတ်ကြတာများပါတယ်ကိုကျိုးတာကြည့်တွေဟာမိမိကိုယ်ကိုပဲအာယုံစိုက်နေတော့အခြားသူတွေနဲ့ပူးပေါင်းဆောင်ရွက်မှုမှာတတိုးလေးအားနေသွားတယ်အထီးကျန်ဆန်လာတယ်ဒါပေမဲ့ကိုချင်းစာစိတ်ရှိတဲ့သူတွေကတော့အပြင်ဘက်ကိုအာယုံစိုက်နိုင်တယ်သူတစ်ပါးကိုနားလေပေးနိုင်တဲ့အတွက်တခြားသူတွေနဲ့နှဆိုင်တဲ့ဆက်ဆံရေးကိုထိစောင့်နိုင်သွင်းရှိလာတယ်ဒါကခေါင်းဆောင်မှုအပိုင်းမှာတိုက်တိုက်ကိုပို့ပြီးထိအောင်မှုရှိစေတာပေါ့ကဲဒီတော့နောက်တစ်ဆင့်ကိုသွားပြီးဒါတွေကဘလို့အခြေအဆက်မိမိတိစောက်ပါလဲဆိုတာစကြည့်ကြမယ်ကိုချင်းစာတရားကိုကျွမ်းကျင်ပိုင်နိုင်ဖို့အထူးအဆင့်၄ဆင့်ရှိပါတယ်ပထမကကိုချင်းစာတက်တင်စေနေတော်ရာကိုမွေးမြူရမယ်ဒုတိယကသူတစ်ပါးရဲ့ခန်းစားချက်ကိုကိုတိုင်အလိုလိုတိမြင်ခန်းစားနိုင်မှုတတိယကတော့အခြေအနေတွေကိုခွဲချမ်းစိတ်ဖြာနိုင်တဲ့ကိုချင်းစာမှုနဲ့နောက်ဆုံးကတော့ဒီအရာတွေကိုလက်တွေ့ကျင့်သုံးနိုင်တဲ့ကိုချင်းစာမှုစွမ်းရည်လိုပဲဖြစ်ပါတယ်အထူးသဖြင့်လောက်ဖို့ကိုင်းဖက်တွေရဲ့ဖုံးကွယ်ထားတဲ့တန်ဖိုးထားမှုတွေကိုစနစ်တကျခွဲချမ်းစိတ်ဖြာနားလည်ဖို့ကအလွန်ကိုအရေးကြီးပါတယ်ဒီအချက်ရဲ့အဓိကသော့ချက်ကတော့ရှင်းပါတယ်ဗျာမိမိကိုယ်ကိုပဲဗဟိုးဖြူချစ်ခင်နေတဲ့စိတ်ကနေပြင်းဘက်ကလူတွေကိုအာယုံပြောင်းဆိုင်လိုက်ဖို့ပါပဲကိုချင်းစားတဲ့ချင်းကပ်မှုမျိုးကိုစတင်သုံးဆွဲလိုက်တာနဲ့တပြိုင်နက်အခြားသူတွေရဲ့ခုခံကာကွယ်ခြင်းတဲ့တင်းမာမှုတွေကအလိုလိုဖြေလျော့သွားတတ်ပါတယ်ဒါပြင်လုံကားခွင့်ဆက်ဆက်ရင်းမှလည်းအထက်ကိုဦးတည်တဲ့ပိုကောင်းလာတဲ့အဟုန်တစ်ခုကိုချက်ချင်းဖန်တီးပေးနိုင်တာကိုတွေ့ရမှာပါအပိုင်း3လုံဖို့ကိုင်ဖတ်များရဲ့ခုခံကာကွယ်မှုများကိုဖြိုခွင်းခြင်းခုနကအချက်တွေကိုနားလည်တော်ပြီးဆိုရင်တော့တကယ်လက်တွေ့ပြဿနာတွေကိုဘလို့ကိုင်တွယ်မလဲဆိုတာရောက်လာပါပြီလုပ်ငန်းခွင်ကမိဖတ်တွေလုံဖို့ကိုင်ဖတ်တွေစီကနေကြုံတွေ့ရတတ်တဲ့ညှင်းဆန်မှုတွေစမ်းကြံပဲဖြစ်မှုတွေကိုဖြေလဲအောင်ဖီရှင်းနိုင်မဲ့နီးပြူဟာတွေကိုဒီအပိုင်းမှာလေ့လာရမှာပါဒီနေရာမှာ self opinion လို့ခေါ်တဲ့မိမိကိုယ်ကိုယ်ကဲဖြတ်တဲ့သဘောတရားကိုအရင်ရှင်းပြခြင်းပါတယ်လူတိုင်းမှာအဲဒီ self opinion ဆိုတာရှိပါတယ်ဆိုရာကလူတယောက်ဟာမိမိကိုယ်ကိုလွတ်လပ်တယ်ကိုနီးကိုဟန်နဲ့ဉာဏ်ရည်ရှိတယ်ပြီးတော့ငါဟာအခြေခံအဖြစ်လူကောင်းတယောက်ဖြစ်တယ်လို့နက်နက်ရှမ်းကိုယုံကြည်ထားကြတာပါခေါင်းဆောင်နေနဲ့မတိလက်ပဲလို့ဖို့ကံဖက်တဲ့ဒီယုံကြည်မှုကိုတွားပြီးထိခိုက်မိပြီဆိုရင်တော့ချက်ချင်းဆိုသလိုပြင်းထန်တဲ့ခုခံကာကွယ်မှုတွေနဲ့ယုံတွင်းပဋိပက္ခတွေစတင်လာပါတော့တယ်ဒါဆိုပြဿနာတွေမကြီးထွားလာခင်ရန်လွန်နေတဲ့လုတ်ဖို့ကိုက်ဘက်တွေကိုဘလို့ဖြိုခွင်းကြမလဲနီလန်3တွယ်ရှိပါတယ်ပထမချက်သူတို့ရဲ့တန်ဖိုးထားမှုတွေကိုတီးမှတ်ပြူပြီးထင်ဟပ်ပြပါ
ဒုတိယသူတို့ထူးခြားတဲ့ဉာဏ်ရည်ကိုတိမပြုပေးလိုက်ပါတတိယသူတို့လက်စွာရွေးချယ်ခွင့်ကိုပံ့ပိုးပေးပါဒီချက်သုံးချက်ကိုဖြူဟာမြောက်အသုံးပြုလိုက်မယ်ဆိုရင်ဘလို့တဲမှာမျိုးကမဆိုထိထိရောက်ရောက်ရှော့ချနိုင်မှာတည်ကြပါတယ်ဆိုတော့ဒီနေရာမှာအရေးကြီးဆုံးအချက်ကတော့လူတွေရဲ့အတွင်းစိတ်လုံခြုံမှုကိုတိစော့ပြီးခြင်းဟာအရာအလုံးကိုဖွင့်နိုင်တဲ့ရွှေတော်လိုအရေးပါနေတာပါပဲအပြန်အလှန်နှွေးထွေးမှုကိုဖန်တီးပေးမယ်ပြီးတော့သူတို့ရဲ့ခုနပြောတဲ့ self opinion ကိုအတိမပြုပေးလိုက်မယ်ဆိုရင်စန့်ကျင်နေသူတွေတောင်နားလည်မှုရလာစေမယ်အကောင်းဆုံးရင်တရားတစ်ခုဖြစ်လာမှာပါကဲအပိုင်းလေးကိုရောက်လာပါပြီလက်တွေ့ကျတော့အဖွဲ့အစည်းကိုတိဆောက်ခြင်းတူချင်းပฏิပတ်ခတ်တွေကိုဖြည့်ရှင်းတတ်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့အမြင်ကိုနည်းနည်းထပ်ချဲ့ကြည့်အောင်လူတူချင်းစီရဲ့ဆက်ဆံရေးကနေအဖွဲ့အစည်းတစ်ခုလုံးကိုအုပ်ချုပ်ရမှာဒီကိုချင်းစာတရားကိုဘလို့ဖြန့်ချက်အသုံးပြုမလဲဆိုတာကိုကျဲကျဲပြန့်ပြန့်မြင်တွေ့ရမယ်အပိုင်းပါပဲလုပ်ငန်းမလဲပတ်နိုင်တဲ့အဖွဲ့အစည်းနဲ့တကယ်လက်တွေ့ကြတဲ့အဖွဲ့အစည်းတို့ရဲ့ကွာခြားချက်ကနိုင်ရှင်ကြည့်ရင်အလွန်ကိုသိတာပါတယ်အလုံးမထိတဲ့အဖွဲ့တွေမှာဆိုရင်စိတ်ခံစားချက်တွေကတယောက်ကနေတယောက်အလွယ်တကူကူးဆက်လွယ်တယ်အများယုံလို့ရောင်ရတဲ့မြေကမ်းယုံကြည်မှုတွေရှိမယ်နိုင်ငံရေးကစားမှုတွေနဲ့ပဲအချိန်ကုန်နေတတ်ပါတယ်တကယ်ခေါင်းလောင်ခေါင်းတွေတိဆောက်ရမယ် reality group မှာတော့အဲ့ဒီလိုမဟုတ်ဘူးကွဲပြားတဲ့အမြင်တွေကိုလက်ခံနိုင်မယ်ပွင့်လင်းစွာဆက်သွယ်ပြောဆိုနိုင်မယ်ပြီးတော့လှုပ်ရှားရှိတဲ့အလုံးနဲ့ထွက်လာမယ်ရတဲ့အပေါ်မှာပဲအထူးအာရုံစိုက်ထားမှာဖြစ်ပါတယ်ဒီလိုစွမ်းတက်တဲ့ reality group တစ်ခုခေလာဖို့အတွက်ဤဗျူဟာတွေလိုအပ်တာပေါ့ဗျာအဖွဲ့ဝင်အားလုံးကိုတန်းတူများဆက်ဆံပါတရင်ချက်လက်တွေလွတ်လပ်စွာစီစဉ်ခွင့်ပြုပါအဖွဲ့အစည်းတွေမှာအကျိုးရှိစေမယ့်တည်ငြိမ်မှုမျိုးကိုအားလုံးစီကူးဆက်စေပါပြီးတော့အခက်အခဲတွေကိုအတူတကွရင်ဆိုင်ဖြတ်တန်းနိုင်တဲ့ခိုင်မာတဲ့အဖွဲ့တစ်ခုဖြစ်အောင်တည်ဆောက်ပါဒါတွေဟာအထက်တန်းစီမံခန့်ခွဲတွေနဲ့ဟုတ်ကဲ့ပါလို့ပဲအမြဲခေါင်းကြီးတဲ့သူတွေကြားထဲမှာအထီးကျမဖြစ်အောင်ကောက်ွယ်ပေးမယ့်အကောင်းဆုံးနည်းလမ်းတွေပါပဲအဖွဲ့အစည်းကိုအောက်ဆွဲချမဲ့အရာတွေကိုအမြဲတွန်းလှန်ဖို့လိုအပ်ပါတယ်အဖွဲ့အစည်းရဲ့ယဉ်ကျေးမှုကိုကာကွယ်ဖို့မကောင်းတဲ့စိတ်ခံစားချက်ကူးစက်မှုတွေကိုထိန်းချုပ်ဖို့နဲ့အဖွဲ့သားတွေကိုအမြဲတမ်းလက်တွေ့ဘဝနဲ့ချစ်ဆက်ပေးထားဖို့ဟာခေါင်းဆောင်တွေလုပ်ရမယ့်အဓိကတာဝန်ကြီးပဲဖြစ်ပါတယ်ကဲနောက်ဆုံးပိုင်းငါအစစ်မှန်ခေါင်းဆောင်မှုအာဏာဆိုတာပါလဲဆိုတာကိုလေ့လာကြည့်ကြပါမယ်ခေါင်းဆောင်ဆိုတဲ့ယာတုတစ်ခုတိုက်တဲ့တစ်ခုကိုကင်ဆွဲထားရုံနဲ့အာဏာရှိပြီးတော့ထင်တတ်တဲ့ရိုးရနားလည်မှုတွေကိုစိန်ခေါ်ပြီးပုံမကျေပြနဲ့အမြင်သစ်တစ်ခုကိုကျွန်တော်တို့လေ့လာကြည့်ကြမယ်ဗျဒီ slide မှာတကယ်စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့အစစ်အမှန်အာဏာဆိုတာခိုင်မာတဲ့အာဏာရဲ့အငြင်းနဲ့လေးနက်တဲ့ကိုချင်းစာတရားတို့ပေါင်းဆက်ထားတာပဲဖြစ်ပါတယ်နောက်လိုက်ဒီဆိုတာတဘာဝရပြောင်းလဲလွယ်ရပါတယ်အာဏာဆိုတာယာတုရလိုက်တာနဲ့အလိုလျောက်ရလာတဲ့အခွင့်အရေးမျိုးလုံးဝမဟုတ်ပါဘူးဒီမှနိုင်ကြီးနှစ်ခုကနေစဉ်ကိုယ်တိုင်အများတန်းစူးစမ်းရယူတိစောက်နေရမယ့်အရာတစ်ခုဖြစ်ပါတယ်အရေးအကြီးဆုံးကတော့လူတွေကိုကိုယ့်နောက်ကိုအလိုလိုလိုက်ချင်လာအောင်လှုပ်ဆောင်ဖို့ပါပဲဒီလိုဟန်ချက်ညီမှုကိုကျွမ်းကျင်တဲ့ကောင်းဆောင်တွေဟာစိတ်အားထက်သန်မှုမရှိတဲ့အဖွဲ့သားတွေကိုအတင်းအကျပ်ဆွဲခေါ်နေမဲ့အစားသူတို့စီကနှက်ဆိုင်တဲ့တစ္ဆာဆောင်တိမှုမဲ့ဖန်တီးနိုင်စွမ်းတွေကိုအလိုလိုထွက်ပေါ်လာအောင်ဖော်ထုတ်အသုံးချနိုင်ကြပါလေဒီကုန်းချုပ်အနေနဲ့အားလုံးကိုစဉ်းစားစရာမေးခွန်းလေးတစ်ခုမေးချင်ပါတယ်အဖွဲ့အစည်းကဒီကောင်းဆောင်မှုအဖွဲ့ကိုတင်းနှုတ်ကိုင်းဆောင်ထားတဲ့ယာထုအမိတွေနဲ့ပဲတတိယနေမှာလားဒါမှမဟုတ်ကြီးမြတ်တဲ့ကိုချင်းစာတရားနဲ့အနာဂတ်အမိတွေကနေဖန်တီးလိုက်တဲ့လက်တွေ့ကျတဲ့အောင်မြင်မှုတွေနဲ့တတိယနေမှာလားလူတဘာဝနေရာမတွေကိုနားလဲသဘောပေါက်ခြင်းဟာကိုယ့်ရဲ့လုပ်ငန်းခွင်အမွေလေးကိုဘယ်လောက်ထိပြောင်းလဲပြနိုင်မလဲဆိုတာအသေးချစဉ်းစားစရာပါပဲဒီရှင်းလင်းတင်ပြမှုကိုအတူတကွပြီးဆုံးတဲ့ဒီလီလာပြတဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ